ကျွန်တော်တို့ခုက AIO editor ရဲ့ web version ကိုကျွန်တော်တို့ဘယ်လိုသုံးရမလဲဆိုတော့ပြပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ AIO editor web version ကိုသုံးတော့မယ်ဆိုရင်ကျွန်တော်တို့ဒီ Chrome ဖြစ်ဖြစ် Safari ပဲဖြစ်ဖြစ်ကျွန်တော်တို့ကိုယ်အဆင်ပြေရာ browser တစ်ခုနဲ့ဝင်လိုက်ပါဝင်ပြီးတော့ရင်ကျွန်တော်တို့ဒီမှာ AIO editor.app ဆိုတာလေးကိုရိုက်ရှာလိုက်ပါဒီတိုင်းလေးရိုက်ရှာလိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီထဲကိုရောက်သွားပါလိမ့်မယ်ရောက်သွားရင်ကျွန်တော်တို့ဒီမှာ try web version ဆိုတာလေးနှိပ်လိုက်ပါ try web version ကိုနှိပ်လိုက်ပြီးတော့ကျွန်တော်တို့ဒီမှာ key လေးဖြည့်မယ်ပေါ့နော် key လေးဖြည့်လိုက်မယ်ကျွန်တော်တို့ key ကိုမရှိဘူးဆိုရင်တော့ကျွန်တော်တို့ဒီ Facebook page ဖြစ်ဖြစ်ဒီစင်ပေယာနေရာနေပြီးတော့ကျွန်တော်တို့လာပြီးဆက်သွယ်ပြီးတောင်းယူနိုင်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာထည့်လိုက်မယ်ပေါ့နော် refer code ကမရှိဘူးဆိုရင်ထည့်ကြမလို့ပါဘူးကျွန်တော်တို့ရှိမှထည့်ပါမရှိဘူးဆိုရင်ကျွန်တော်တို့ activate လိုက်ရင်နှိပ်လိုက်ပါအဲ့ဆိုရင်ကျွန်တော်တို့ရသွားပါလိမ့်မယ်ဟုတ်လေဒီမှာကကျွန်တော်တို့ဒီ recap ဆိုတာလေးနှိပ်လိုက်လို့ရတယ်เนาะ recap ကျွန်တော်တို့ recap လုပ်မယ်ဆိုရင် recap ပေါ့ text to speech ဆို text to speech translation ဆို translation ဒီမှာတိုးတွေရတော့မျိုးရှိရပေါ့เนาะအဲ့တော့ကျွန်တော်တို့ recap လေးစမ်းလုပ်ကြည့်လိုက်အောင် recap စမ်းလုပ်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာမျိုးရှိပါတယ်အဲ့တော့ကျွန်တော်တို့အတန်လေးတွေကတော့ဒီလိုမျိုးရှိရပေါ့เนาะဒီမှာနောက်ထောင်နိုင်ပါမင်္ဂလာပါ AIO မှာကြိုဆိုပါတယ်အဲကျွန်တော်အဲ့ဒါရင်းနဲ့တူတူပါပဲဒါကတော့ link လေးထည့်လို့ရပါပဲ link ထည့်လို့ရမှာကျွန်တော် link လေးသွားရှာကြည့်လိုက်ကြအောင်เนาะဗီဒီယိုဆိုကိုကျွန်တော် YouTube ကနေရှာလိုက်ပါမယ်အဲ့တော့ကျွန်တော်ဘယ်ကနေရှာ She tried to open the car door ဆိုကျွန်တော်တို့ဒါလေးလောက်ကြည့်လိုက်မယ်เนาะ Murder weapon in a photo script ပါနော် script ပါတယ်ဆိုကျွန်တော်တို့စမ်းကြည့်လိုက်အောင်ဒီကောင်ကိုအဲ့တော့ကျွန်တော်တို့ဆက်နောက်မှာယူလာတဲ့ link လေးကို paste ချလိုက်မယ်ကျွန်တော်တို့ဒီမှာ Gmini Boy Microsoft Boy ယူလိုက်မယ်ပေါ့เนาะကျွန်တော်တို့ Microsoft Boy လေးယူလိုက်မယ်မင်္ဂလာပါ AIO မှကြိုဆိုပါတယ်ဒီထဲမှာကျွန်တော်တို့ကဘာသာတစ်ပါးရွေးပြီးတော့ကြည်ရင်ပို့ပြီးတော့စုံတယ်ပေါ့เนาะဘာသာကအမြန်မာပေါ့เนาะမြန်မာဆိုရင်ကျွန်တော်တို့တီဟာကိုမင်္ဂလာပါရေတို့မှကြိုဆိုပါတယ်အဲကျွန်တော်တီဟာကိုယူလိုက်မယ်ဒီဟာရွေးပြီးတော့မြန်မာဘာသာပေါ့เนาะဒီမှာ style ကတော့သူ neutral ပဲကောင်းပါတယ် neutral ရေးပြီးတော့ကျွန်တော်တို့ copy ကနှိပ်လိုက်မယ်ပေါ့เนาะအဲ့ဒါဆိုရတော့ပါပြီကျွန်တော်တို့ဒီမှာရသွားပြီဆိုရင်ကျွန်တော်တို့ history ထဲကိုဝင်လိုက်ပါ history ထဲမှာဆိုရင်ကျွန်တော်တို့ copy recap ရဲ့ history ကိုကြည့်ခြင်းနဲ့ဆိုရင် copy recap ကိုရင်းနှိပ်လိုက်ပါဒီကောင်လေးနှိပ်ပါပြီးရင် history ကိုနှိပ်လိုက်ပါအဲဒါဆိုကျွန်တော်တို့ခုဒီအရင်ကလောက်ထားတဲ့ copy recap တွေကိုကျွန်တော်တို့မြင်နိုင်ပါတယ်ဒါတော့ခုလောက်ထားတဲ့ပေါ့နော်ခုလောက်ထားတဲ့ကျွန်တော်တို့အရင်ကဟောင်းတွေကိုကြည့်ကြည့်ရအောင်ဟောဒီမှာဆိုရင်ဒါဟောင်းပေါ့နော်ဟောင်းဆိုရင်ကျွန်တော်တို့ဒီမှာကောင်မလေးကသူ့လက်ဝါးပေါ်မှာတိတ်ဆုံးတဲ့အချိန်ကိုရေးပြပြနေတာမြင်လိုက်ရတယ်ဗျာကြောက်ရမယ်ဆိုတာသူကထူးဆန်းစွာပဲတည်ငြိမ်နေတယ်သူလေးနဲ့သမီးရွယ်တော့ကထူးခြားတဲ့စွမ်းရည်တစ်ခုနှုတ်ထားလာခဲ့တာပေါ့လူတိုင်းရဲ့လက်ဝါးပေါ်ဒါဆိုကျွန်တော်တို့ဒီမှာ download နှိပ်လွှဲလိုက်ရင်သူကသူ download ဆွဲတော့ပါလိမ့်မယ်အဲ့တော့ကျွန်တော်တို့ရင်ဆွဲတော့ဟာလေးကြည့်လိုက်ကြအောင် processing ပဲပေါ့နော်အဲ့ခဏနေတော့ပြီးတော့မှာပါဒီမှာဆိုရင်ကျွန်တော်တို့ file ကိုလည်းကြည့်လို့ရတယ်ပေါ့နော်ဒီမှာ file ကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ upload လုပ်လိုက် upload လုပ်လို့ရမယ်ပေါ့နော်အဲ့တော့ကျွန်တော်ပြီးရမယ်ပေါ့နော်ပြီးသွားပါပြီပြီးသွားပြီဆိုရင်ကျွန်တော်တို့ကြည့်လိုက်ရအောင်လူမကားတကားကိုဖွင့်ကြည့်လိုက်တာပေါ့ဒါပေမဲ့လူမလက်ကပစ္စည်းတွေကိုထိုးပေါက်လို့ရနေတာကိုသတိထားမိလိုက်တယ်ဗျအဲ့ဒီတော့စူဇန်လည်းကားလေးကိုဝင်လိုက်တာပေါ့လူမကဒီအစွမ်းကြောင့်ကိုတငယ်ချင်းတွေကိုပြောပြလုံးကိုချမ်းပြေပေါ်တစ်ခါတလေလေရဲခွဲပြတာကလွယ်လို့တခြားဘာမှမလုပ်နိုင်တော့ဘူးသူတငယ်ချင်းကတော့သူကထင်အောင်ထင်မှဖြစ်နေပြီအဲဆိုကျွန်တော်တို့ညီရပေါ့နော်ညီရဆိုရင်ကျွန်တော်တို့ဒီကောင် download ဆွဲလိုက်မယ် download ဆွဲပြီးရင်ဒါတို့ဒီဗီဒီယို direct တင်လို့မရပါဘူးကျွန်တော်တစ်ခါပြောရမယ်ဒီဗီဒီယိုကိုလုံးဝ direct ကျင်လို့မရပါဘူးတင်လိုက်ပြီဆိုရင်ကျွန်တော်တို့အကောင့်ဘန်းခံရပါလိမ့်မယ်ဒီ copyright ပြင်းတဲ့ဟာဆိုအကောင့်ဖြတ်ခံရတာဒီဖြစ်နိုင်ပါတယ်အဲ့တော့ကျွန်တော်တို့ကိုယ့်အကိုပြန်ပြီးတော့ edit လုပ်ကြပါမယ်ကျွန်တော်ကဗီဒီယိုညှိပေးတာပဲတတ်ပါအဲ့တော့ကျွန်တော်ဒီဟာကို copyright ညှိအောင် copyright လွန်အောင်လုံးဝလုံးမပေးထားပါဘူး copyright လွန်အောင်လုပ်ချင်ရင်ကျွန်တော်တို့ Android application သုံးမှရပါမယ်ဒီကောင်ကတော့ကျွန်တော်တို့လုံးဝ copyright မညှိမှာပါ copyright effect တွေဘာတစ်ခုမှမပေါ်ပါဘူးအဲ့တော့ကျွန်တော်တို့ဒီတိုင်းကြီးမတင်ပါနဲ့အဲ့တော့ကျွန်တော်တို့ auto recap စမ်းကြည့်လိုက်အောင် auto recap စမ်းကြည့်မယ်ဆိုရင်ကျွန်တော်တို့အသစ်တော့လုံးမပြတော့ဘူးเนาะကျွန်တော်တို့ဒီမှာဒီအဟောင်းတွေဝင်ကြည့်လိုက်မယ်ကျွန်တော်တို့လောက်ထားတဲ့အဟောင်းတွေပေါ့เนาะအဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့ဘောလုံးပါဗီဒီယိုမှာဘာအတန်မှမပါတယ်ဘောလုံးဗီဒီယိုတစ်ပုဒ်ပါကျွန်တော်တို့အဲ့ဒါကိုဘယ်လို
လုပ်ပေးလဲဆိုတာကျွန်တော်ကြည့်လိုက်ကြအောင် Vinicius Junior ကတော့ခန်းစစ်သမားကိုဘာလုပ်ရမှန်းမသိအောင်လုပ်ပြလိုက်တယ်ဒါပေမဲ့နေမှာတော့သူကတော့ရှိတ်စရာကောင်းအောင်အဆုံးစုံလုပ်ပြလိုက်တာပဲဇလာတန်ကတော့ဘောလုံးပေးယုံနဲ့မဟုတ်ဘူးသူကခန်းစစ်သမားတွေကိုပြောင်တင်းတင်းအစွမ်းပြပြီးခြေမုံပြတာအဲ့ဒီနောက်နေမှာကအမခံတန်ကန်ချက်ကိုလုပ်ရလိုက်တော့လူတိုင်းမယုံနိုင်တော့အောင်ကြောင်တောင်ဖြစ်သွားကြတယ်သူကတော့ရင်သက်ရှူမဝဲမဖြစ်နိုင်တော့တဲ့ခန်းချက်လုံးကိုခံလိုက်တယ်ဒါပေမဲ့ကိုသမားကတော့အံ့ဖွယ်နေသူ့ရဲ့ကိုသွင်းကိုပိတ်နေလိုက်တာပဲ အဲ့ဒါဆိုရင်ဒီဘာဒီကျွန်တော်တို့ line ပေါ်မှာတွေ့နေကြဘာဗီဒီယိုဘာအတန်မှမပါတဲ့ဗီဒီယိုတစ်ပုဒ်ကိုကျွန်တော်တို့ကဒီမှာ Vinicius Junior ကတော့ခန်းစစ်သမားကိုဘာလုပ်ရမှန်းမသိအောင်လုပ်ပြလိုက်တယ် အဲ့လိုမျိုး script ရေးပြီးတော့ကျွန်တော်တို့ကိုယ့်အကိုရှင်းပြတာမျိုးပေါ့နော်အဲ့ဒါကတော့တစ်ပုဒ်ကိုရှေ့ရပါကျွန်တော်တို့တခြား history လေးတွေသွားကြည့်လိုက်ကြအောင်အဲ့တော့ကျွန်တော်တို့ရှိသေးတာဆိုရင်ဒီမှာလည်း video He steps onto the pitch, instantly turning defenders into absolute statues. One sudden change of pace, and his opponents are left chasing ghosts. Gravity ဒီမှာအင်္ဂလိပ်ကလည်းရသလိုကျွန်တော်တို့ Thailand တွေဘာတွေလည်းရပါတယ်ကျွန်တော်တို့နိုင်ငံခြားကိုဦးတည်နေတဲ့ content creator တွေအတွက်လည်းကျွန်တော်တို့ Thai ဒီဘာသာစကားမျိုးစုံရပါတယ်ဂျပန်စုံရပါတယ်ဗျအဲ့တော့ကျွန်တော်တို့ဒီက recap လေးကကျွန်တော်တို့ရှင်းမယ်လို့တော့ထင်ပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့ history လည်းရှင်းပြီပေါ့နော် file upload လည်းရှင်းမယ်လို့ကျွန်တော်ထင်ပါတယ်အဲ့တော့ကျွန်တော်တို့နောက်တစ်ခုသွားလိုက်ကြရအောင်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့ tattoo speed သွားမယ်ပေါ့နော် tattoo speed ဆိုရင်ကျွန်တော်တို့ဒီတိုင်းရိုးပါပဲစာလေးထည့်လိုက်မယ်စာလေးထည့်ပြီးတော့ Microsoft Gemini ရွေးမယ်ပြီးရင်ကျွန်တော်တို့ကို Symbian ဘိုင်းနဲ့ရွေးလိုက်မယ်အဲ့တော့ဒီမှာကျွန်တော်တို့ဒီကောင်တွေကတော့မလိုရရင်မထည့်ပါနဲ့ကျွန်တော်တို့ဘာသာစကားမပြောင်းဘူးဆိုရင်တော့ဘာမှရွေးတယ်မလိုပါဘူးအဲ့တော့ကျွန်တော်တို့ generate speed လောက်လိုက်ရမယ်ဆိုရင်ခဏနဲ့ရသွားပါလိမ့်မယ်ဒီမှာဆိုကျွန်တော်တို့ချက်ချင်းပြီးသွားပါပြီ မင်္ဂလာ အဲ့တော့မင်္ဂလာလို့ပဲရေးလိုက်တယ်เนาะကျွန်တော်မင်္ဂလာပါလို့ပြောင်းလိုက်မယ်အဲ့တော့ပြန်ပြီးတော့တင်လိုက်မယ် မင်္ဂလာပါ အဲ့တော့ history ကြည့်ကြတယ်ဆိုရင်ဒီမှာ history လေးနဲ့ပြီးတော့ကျွန်တော်မင်္ဂလာပါဒီဟာကလင်းနဲ့ကျွန်တော်တို့နည်းနည်းရောနေတာပေါ့နော်လင်းနဲ့ရောနေတဲ့အချိန်မှာကျွန်တော်တို့ဒီစာကြည့်ပဲပေါ့နော်စာကြည့်ပဲလုပ်ချင်ရင်ကျွန်တော်တို့ဒီတိုင်းလေးရပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာ tattoo speed ပြီးပေါ့နော် tattoo speed ပြီးရင် transcription ပေါ့နော်ဒီဆိုတာ script ကို video တွေက script ထုတ်ပေးရပေါ့နော်အဲ့တော့ကျွန်တော်တို့ထုတ်ကြည့်လိုက်ကြအောင်အဲ့တော့ဒီမှာဆိုကျွန်တော်တို့ audio လေးတစ်ခုပေါ့နော် audio တစ်ခုလေးကိုကျွန်တော်တို့ယူလိုက်မယ်ယူပြီးတော့ဒီ audio language ဆိုတာတော့ကျွန်တော်တို့မလိုဘူးပေါ့နော်ပြစ်ထားလိုက်လို့ရပါတယ်သူပါထည့်ရပါတယ်အဲ့တော့ transcribe audio ကိုကျွန်တော်တို့နှိပ်လိုက်မယ်အဲ့ဒါဆိုရပါပြီအဲ့တော့ခဏစောင့်လိုက်ရင်သူကသူရသွားပါလိမ့်မယ်အဲ့ဆိုကျွန်တော်တို့ဒီမှာ download transcript နှိပ်လိုက်ပါမယ်အဲ့တော့ကျွန်တော်ကြည့်လိုက်ကြအောင် transcript ကိုအဲ့တော့ရလာပါပြီ transcript ရလာပြီဆိုရင်ကျွန်တော်ဒါလေးကိုဘာသာပြန်ကြည့်လိုက်အောင်အဲ့ transcript ရလာပြီဆိုကျွန်တော်တို့ဘာသာပြန်ကြည့်မယ်ဆောင်းတာတော့ transcript ထုတ်ပေးလိုက်တဲ့ဟာကြီးကိုကျွန်တော်တို့ဒီမှာပြန်လိုက်မယ်ဘယ်လိုမျိုးပြန်ကြလဲဗမာကိုပြန်မလားကျွန်တော်တို့တခြားဟာတွေကိုပြန်မလားကျွန်တော်တို့ဗာမီပြန်လိုက်မယ်ဗာမီပြန်ပြီးတော့ကျွန်တော်တို့ဘယ်လိုဟာကိုလုပ်ချင်လဲဆိုတော့ကျွန်တော်တို့ ရိုဒန်နီဆွဲပဲထားလိုက်ပါမယ်အဲ့တော့ translator နှိပ်ကြည့်လိုက်ပါမယ်ကျွန်တော်တို့အဲ့ဆိုရင်ရလာပါပြီဆိုကျွန်တော်တို့ကြည့်လိုက်ကြအောင်ညပြတဲ့ငယ်တွေဘောလုံးထဲမှာကျွန်တော်တို့ copy translation ဆိုရင်မှာနှိပ်ပြီးတော့ရပါပြီအရင် history ကိုကြည့်ချင်ဒီထဲကနေပြီးတော့ကြည့်လို့ရပါတယ်ဒီမှာရပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာပြန်ထွက်လိုက်ပါမယ်အဲ့တော့ translation လည်းပြီးပြီဆိုတော့ subtitle လည်း transcript နဲ့တူတူပါပဲအဲ့တော့ကျွန်တော်တို့ transcript လုပ်ကြည့်လိုက်မယ်เนาะအဲ့တော့ subtitle ဒါကတော့ကျွန်တော်တို့ရွေးရပါမယ်ဒီသူ့ရဲ့ audio original audio တွေကဘာလဲပြောထားလဲဆိုတာအရေးကြီးပါတယ်အင်္ဂလိပ်နဲ့ပြောထားတာလား Chinese နဲ့ပြောထားတာလားကျွန်တော်တို့ Chinese ဆို Chinese ရွေးရပါမယ်ဗမာဆိုဗမာရွေးရပါမယ်အမှားဆိုရင်ဒီမှာကျွန်တော်တို့ဗာမီရွေးရပါမယ်အဲ့တော့ကျွန်တော်ခုကအင်္ဂလိပ်လို့ပြောထားတာမလို့အင်္ဂလိပ်နဲ့ရွေးလိုက်ပါမယ်အင်္ဂလိပ်နဲ့ရွေးပြီးတော့ကျွန်တော်တို့ဘာသာပြန်ခြင်းလဲဘယ်လိုမျိုးထုတ်ခြင်းလဲဆိုရင်ကျွန်တော်တို့ဒါဒီထဲအခုကတော့စမ်းပြတာမလို့မလုပ်တော့ပါဘူးကျွန်တော်အင်္ဂလိပ်နဲ့ထုတ်ပြပါမယ်အဲ့ဆိုဒါလေးပြီးတာစောင်းလိုက်မယ်နော်ဒါလေးလုံနေတော့ကျွန်တော်တို့ history ကိုကြည့်လိုက်မယ် history မှာဆိုရင်ကျွန်တော်တို့ဒီမှာ
မျိုးရှိရပေါ့နော်ကျွန်တော်တို့ဒီဟာလေးကိုကြည့်လိုက်မယ်ဆိုရင်ဒီမှာ original နဲ့ translator ရှိရပေါ့နော်ဒီ original ကတော့ကျွန်တော်တို့ဒီဟာကသူ့ရဲ့ original ပေါ့နော် translate ကိုရွေးလိုက်မယ်ဆိုရင်တော့ translate အစားဒီဆိုတာပေါ်လာပါလိမ့်မယ်ကျွန်တော် original ရောအစားဒီရောကိုကျွန်တော်တို့10 minuteကို150ပဲကြာမှာပါအဲ့တော့150နဲ့ဒီ original လည်းရမယ် translator အစားဒီလည်းရမှာပေါ့နော်အဲ့တော့ original ကိုကျွန်တော်တို့ download လုပ်လိုက်မယ်ကြည့်လိုက်မယ်ဖုန်းမှာဆိုတော့ကျွန်တော်အစားဒီ file ကြည့်လို့မရဘူးပေါ့နော်အဲ့တော့ဒီမှာကဆွမ်းနာတော့ဟာလေးကပြီးသွားပြီလားပြီးသွားပြီပေါ့နော်ဆွမ်းနာလောက်ထားတဲ့ဟာကပြီးသွားပြီဆိုကျွန်တော်ကြည့်လို့မယ်အဲ့ဒါဆိုကျွန်တော်ရသွားပါပြီစာဒီ file လေးတစ်ခုအဲ့တော့ကျွန်တော်နောက်တစ်ခုကြည့်လိုက်ကြအောင် thumbnail ပေါ့နော် thumbnail ဆိုရင်ကျွန်တော်တို့ပုံလေးတွေရွေးလိုက်မယ်ပေါ့နော်ပုံ၄ပုံက2ပုံကနေ4ပုံထိရွေးလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ရွေးလိုက်မယ်အဲ့တော့ကျွန်တော်ရွေးပြီးဆိုတော့ကျွန်တော်ဒီမှာဘလို reach လုပ်ခြင်းလဲပေါ့နော်ကျွန်တော် vertical reach လုပ်ခြင်းလား glass reach လုပ်ခြင်းလားကျွန်တော်ကတော့ဒီ TikTok တို့ဘာတို့အတွက်ကဒီ3 show 4ကပိုအဆင်ပြေပါတယ်အဲ့တော့ကျွန်တော်3 show 4လေးရေးလိုက်မယ်အဲ့တော့ style မှာကျွန်တော်တို့ကိုအဆင်ပြေတာကိုရွေးလို့ရပါတယ်ကျွန်တော်ကတော့ဒီ scale on inverse ဆိုတာလေးသုံးပါတယ်အဲ့တော့အဲ့ဒါလေးရွေးလိုက်မယ်ဒီ title မှာဆိုရင် title မှာကျွန်တော်တို့ကိုရေးခြင်းတဲ့ဟာကိုရေးပေါ့နော်အဲ့တော့ဒီဟာရဲ့သူ့ရဲ့ဟာမှာရေးပြမှာပေါ့နော်အဲ့တော့ကျွန်တော်တို့တော့မှာလို့ခြင်းလား bottom မှာလို့ခြင်းလားဆိုရင်ကျွန်တော်တို့တော့ပဲရွေးလိုက်ပါမယ်အဲ့တော့ title ကဘယ်လိုမျိုးရေးထားရေးခြင်းလဲဒီကောင်မထည့်ဘူးဆိုရင်ကျွန်တော်တို့ဒီ title ကိုကျွန်တော်တို့ဘာသူ့ဘာသူ auto ရေးပေးမယ် title ကဘယ်လို title ကိုလိုချင်လဲဆိုတာပေါ့နော်ကျွန်တော်ဒီမှာရေးလိုက်မယ်ဆိုရင်တော့ဒီကောင်ကိုပဲရေးပေးမှာပါဒီကောင်ရေးလိုက်မယ်ဆိုရင်တော့သူ့ဘာသူ auto ရေးပတ်သွားလို့မယ်အဲ့တော့ generate thumbnail ကိုကျွန်တော်တို့နှိပ်လိုက်မယ်နည်းနည်းတော့ကြာပါတယ်ဘာလို့ဆိုကျွန်တော်တို့ photo တွေ upload တင်ရတာမလို့ပါအဲ့တော့ရပါပြီခဏနေပြီးသွားပါလိမ့်မယ်အဲ့ဒါဆိုပြီးသွားပါပြီဒီမှာနောက်တန်းများနဲ့ရှည်တန်းများရဲ့အတိုင်းကျွန်တော်တို့ဒီမှာရေးလိုက်တဲ့ဟာကြီးကျွန်တော်တို့အမှန်ကန်ကန်ရေးပေးသွားတာပါကျွန်တော်ဘောင်လေးနဲ့လလပပလေးပေါ်လာပါလိမ့်မယ်အဲ့တော့ကျွန်တော်တို့ download တမ်းလေးနဲ့လိုက်ရင်သူကသူ download သွားပါလိမ့်မယ်အဲ့တော့ကျွန်တော်တို့ရှေ့ script ကိုကြည့်လိုက်ကြအောင် script ကတော့ကျွန်တော်တို့ခေါင်းစဉ်ထည့်လိုက်ရင်ကျွန်တော်တို့သူကသူကောက်ရေးပေးသွားပါလိမ့်မယ်ကျွန်တော်ဒါလုံးမပြတော့ပါဘူး docket လုံလေးကြည့်လိုက်ကြရအောင် docket လေးကိုနှိပ်လိုက်မယ် docket ကိုနှိပ်လိုက်ပြီဆိုရင်ကျွန်တော်တို့ Android နဲ့ package တွေအတူပါပဲအဲ့တော့ကျွန်တော်တို့ဒီမှာ1000 2000တန်လေးပဲကျွန်တော်ထပ်လုပ်ပြလိုက်မယ်အဲ့တော့ pizza page ကိုကျွန်တော်ရွေးလိုက်မယ်ဒီမှာဆိုကျွန်တော်တို့ဒါလေးကို copy ကူးလိုက်မယ်ပေါ့နော် copy ကူးပြီးတော့ဒီမှာဆိုကျွန်တော်တို့ receipt လေးတင်လိုက်မယ် receipt လေးတင်ပြီးတော့ကျွန်တော်တို့ဒီကောင်ကတော့ထည့်ကြမလို့ဘူးပေါ့နော်ကျွန်တော်တို့ပုံလေးစမ်းပြဖို့တင်လိုက်မယ်အဲ့တော့ကျွန်တော်တို့ဒီမှာဒီကောင်လေးကတော့ကျွန်တော်တို့မထည့်ကြရတော့မလို့ဘူးပေါ့နော်ထည့်ခြင်းတော့ရပါတယ်အဲ့တော့ submit ဘာချီကိုနှိပ်ဆိုကျွန်တော်တို့တင်းနေပြီပေါ့နော်အဲ့ဒါဆိုရသွားပါပြီကျွန်တော်တို့ဒီဟာဒီလိုမျိုးပေါ်လာပြီဆိုရင်ကျွန်တော်ကဘက်ကနေပြီးနောက်ကနေပြီးတော့ကျွန်တော်စစ်ပြီးတော့ကျွန်တော်ဒီပဲလမ်းကိုထည့်ပေးမှာပေါ့နော်အဲ့တော့အဲ့ဒါဆိုရပါပြီဝက်ကတော့ကျွန်တော်တို့ဒီလောက်ပါပဲ